ကျမရဲ့ The Leaf Channel လေးကနေကြိုဆိုပါတယ်။ကျမပထမဆုံးဖတ်ပြချင်တဲ့စာအုပ်လေးကတော့စာရေးဆရာဒေါက်တာဖြိုးပိုင်ရေးသားထားတဲ့မပြိုင်ဘဲနိုင်အောင်လုပ်ပါဆိုတဲ့စာအုပ်လေးတွေကအကြောင်းအရာလေးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ဘဝကိုအကြည်ဓာတ်နဲ့အပြည့်နဲ့ဖြတ်သန်းခြင်းရင်လူတိုင်းကိုပြင်ပေးခြင်းနဲ့စိတ်ဖြောက်ပါ။လူတိုင်းကိုစိတ်ကျေနပ်စေခြင်းနဲ့စိတ်ဖြောက်ပါ။လူတိုင်းကိုသဘောကျမှာမဟုတ်ပါဘူး။ကိုဘလောက်လုပ်ပေးလူတိုင်းကို appreciate လုပ်မှာမဟုတ်ဘူး။ကျေးဇူးတင်တတ်မှာမဟုတ်ဘူး။ဒါကြောင့်ဘဝမှာလမ်းချင်းတူရင်လူချင်းတွေးလိမ့်မယ်အမြဲခံယူထားတယ်။လူတွေကိုပြင်လဲမပေးခြင်းဘူး။ကိုတောင်တော်တော်ပြင်ယူနေရတာ။လူတိုင်းကိုလည်းစိတ်ကျေနပ်အောင်တအားကြိုးစားမနေတော့ဘူး။ဘဝမှာကိုတန်ဖိုးတစ်ခုထားတဲ့အခါကိုလိုတန်ဖိုးထားတဲ့သူတွေနဲ့ပဲတွေ့ကျင်တော့တယ်။အမြဲခံယူထားတာကိုနဲ့သိလို့မနစ်နာသွားစေရဘူး။လူမှုကွန်ရက်ကိုပဲကြည့်ပြီးတခြားသူတွေကအလုပ်ဖြစ်နေပြီးငါလုပ်နေတာမှားနေပြီလားလို့မစဉ်းစားလိုက်နဲ့။အပြင်ကိုပဲကြည့်တာကပုံရိပ်ရောင်တွေကိုအစစ်ထင်နေတတ်တယ်။ကိုယ်နှလုံးသားထဲကအတန်ကိုပြန်နားထောင်ဖို့လိုတတ်တယ်။ကိုယ့်ရဲ့မပြီးသေးတဲ့ပကြီကားနဲ့တခြားသူရဲ့ပြီးတော့မဲ့ပကြီကားသွားနှိုင်းယှဉ်ပြီးစိတ်မညစ်ပါနဲ့ရှင်။အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။